ငစိမ့်မြင့်ပင်မဲ့ငကင်ဝပြစ်ခဲ့တဲ့အာတီတာမိခေအာတီတာကယခုရာသီတွင်အာဆင်နယ်အသင်းမှာပွဲထွက်ကစားသမားများထက်ကိုသွင်းအဆုံးသက်ကစားသမားများကပုံမှုအရေးပါလာနိုင်ကြောင်းပြောကြားလာပါတယ်။အာဆင်နယ်ဟာမင်းညာတော်ကဘီဘောင်နဲ့ချန်ပီယံလိအဖွင့်ပွဲစဉ်တွင်အရန်ကစားသမားများဖြစ်ကြတဲ့မာတင်လန်နီနဲ့ထရော့ဆက်တို့ရဲ့အပြန်အလှန်ဖန်တီးမှုများကတဆင့်တွင်းယူတဲ့ဂိုးများဖြင့်တူးစီနဲ့အနိုင်ရရှိခဲ့ပါတယ်။မာတင်နယ်လီဟာနောက်ပိုင်းလာများတွင်အကောင်းဆုံးပုံစံရရှိရင်ရုန်းကန်လာခဲ့ရသူဖြစ်ပြီးအရန်ကုန်တွင်ထိုင်နေခဲ့ရကအသက်ရောက်လာတဲ့ EC ကဘဲတောင်မန်နေရာကိုရယူလာပါတယ်။ဘယ်ဂျီယန်တက်ဆင်မှုထရော့ဆက်မှာလည်းပြီးခဲ့တဲ့ရာသီတွင်56ပွဲတီကစားခွင့်ရခဲ့ပေမဲ့ယခုရာသီတွင်အရင်အဖြစ်3ပွဲတည်းသာအကန့်အသတ်ဖြစ်ကစားထားရပါတယ်။အာတီတာကအသင်းမှာအားလုံးအရေးပါတဲ့တူညီမှုရှိပါတယ်။ပို့ပြီးတော့အရေးပါရဆိုတာမရှိပါဘူး။တခါတလေဒီရာသီမှာပွဲတွေကစားသမားထက်အဆုံးသက်ကစားသမားကပို့ပြီးတော့အရေးပါလာဖို့ရှိနေပါတယ်။ပွဲကိုပြောင်းလဲနိုင်တဲ့အထူးသဖြင့်ကစားပုံပေါ့။ဒီအတွက်ကျွန်တော်ကျင်းတဲ့လို့ပြောကြားသွားပါတယ်။အာဆင်နယ်ဟာအသင်းကောင်းဆောင်မာတင်အိုဒီဂတ်၊ဘူကာယိုဆာကာ၊ကိုင်ဟာဘတ်တို့ဒဏ်ရာရရှိနေမှုနဲ့ကြုံနေရပြီးဝီလီယံဆာလီဘာမှာလည်းအရင်ဆင်းမှသာပါဝင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းအာတီတာဟာဘီဘောင်နဲ့ပွဲစဉ်တွင်ကစားသမားတင်9ဦးကပွဲထက်လူစင်းတွင်အသုံးပြုခဲ့ရပါတယ်။ဆက်လက်ပြီးအာတီတာကပွဲထက်လူစင်းထုတ်တိုင်းကစားသမားတွေအများကြီးစိတ်ပြည့်ရစေပါတယ်။ကျွန်တော်အရန်ခုံကိုကြည့်လိုက်တယ်မာတင်နယ်လီကိုကြည့်လိုက်ပါတယ်။သူ့မျက်လုံးကိုမြင်ကြတဲ့ကသူအသင်းဖြစ်နေတာကိုမြင်ခဲ့ရတယ်။ထရော့ဆက်လည်းဒီတိုင်းပဲလို့ပြောကြားသွားခဲ့ပါတယ်။ထရော့ဆက်ဟာအာဆင်နယ်တွင်အရန်ကုန်းမထလာကပထမဆုံးချိန်ဂိုးသွင်းနိုင်ခဲ့တာမဟုတ်ပါဘူး။သူဟာ2023ခုနှစ်ဇန်နဝါရီလတွင်အာဆင်နယ်တက်ပထမဆုံးပွဲကစားပြီးနောက်ပိုင်းကာလများတွင်ပြိုင်ပွဲအရေးရမှာအရန်အဖြစ်10ဂိုးသွင်းက4ချိန်ဖန်တီးထားခဲ့ပြီးပရီးမီးယားလိတွင်အကောင်းဆုံးစူပါဆက်ဖြစ်ရပ်တည်နေပါတယ်။တစ်ဖက်တွင်မာတင်လီမှာလည်းအရန်အဖြစ်ဝင်ရောက်လာပြီးနောက်35စက္ကန့်မှာပဲဂိုးသွင်းယူကအာဆင်နယ်ရဲ့ချန်ပီယံလိသမိုင်းတွင်အများဆုံးဂိုးသွင်းနိုင်တဲ့အရန်ကစားသမားအဖြစ်တမန်မှတ်တိုင်စိုက်ထူလာခဲ့ပါတယ်။အားလုံးပဲရှင်လက်ချက်မီတော်နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်စပတ်မော်ဘီပေးမှာစုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ